ဟိုရှိတုန်းကတောအုပ်ကြီးတစ်ခုရဲ့အစွန်မှာအရန်ကိုလှပတဲ့ရွှေရောင်ငှက်ကလေးတစ်ကောင်ရှိတဲ့။အဲ့ဒီငှက်ကလေးဟာသူ့ရဲ့တောက်ပတဲ့အတောင်ပံတွေကိုဂုံယူပြီးတနေကုန်တစ်ကိုင်းတွေပေါ်မှာပြန်တန်းရင်းငါးလောက်လှတဲ့သူဒီတောထဲမှာမရှိဘူးလို့ကြွားဝါလေးရှိတယ်။တနေ့တော့ငှက်ကလေးဟာရေစာတာနဲ့ချောင်းဆက်ကိုဆင်းလာခဲ့တယ်။အဲ့ဒီမှာရုပ်ဆိုးပြီးမဲမောင်နေတဲ့လိပ်ပြာနဲ့တကောင်ကိုတွေးလိုက်ရတယ်။ဟဲ့လိပ်ပြာလေးနင်ကဘာလို့ဒီလောက်တောင်ရုပ်ဆိုးရတာလဲငါရဲ့ရွှေရောင်အတောင်ပံတွေကိုကြည်စမ်းမင်းထက်အစာပေါင်းများစွာပိုလာတယ်လို့ငှက်ကလေးကလှောင်ပြောင်လိုက်တာပေါ့လိပ်ပြာလေးကဘာမှပြန်မပြောဘဲပြုံးပြုံးလေးပဲနေခဲ့တယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကြီးကမှောင်ကျလာပြီးမိုးတွေတဲတဲမဲမဲရွာချလိုက်ပါတော့တယ်ငှက်ကလေးဟာသူ့ရဲ့ရွှေရောင်အတောင်ပံတွေဆူရွှဲပြီးလေးလံသွားတာကြောင့်မပြန်နိုင်တော့ဘဲမြေပြင်ပေါ်ကိုပြုတ်ကျသွားတယ်။သူ့ရဲ့လှပတဲ့ရွှေရောင်တွေဟာလည်းရွှွန့်တွေပေကျန်ပြီးအယောင်မိန်သွားခဲ့တယ်။ဒါပေမဲ့လိပ်ပြာလေးကတော့သူ့ရဲ့ပေါ်ပါတဲ့အတောင်ပံတွေနဲ့တရွက်ကြီးတရွက်အောက်မှာလုံခြုံစွာခိုလုံနိုင်ခဲ့တယ်။မိုးတိတ်သွားတဲ့အခါလိပ်ပြာလေးကငှက်ကလေးစီပြန်လာပြီးတငယ်ချင်းအပြင်ပန်းလားဆိုတာခဏတာပါပဲ။တကယ်တမ်းအရေးကြုံလာတဲ့အခါမှာတော့ကိုယ့်ရဲ့အရေးချင်းနဲ့စိတ်ဓာတ်ကသာအဓိကကြတာပါလို့ညင်သာစွာပြောလိုက်တယ်။ငှက်ကလေးဟာသူ့ရဲ့အမားကိုတီးသွားပြီးနောက်ဘသူ့ကိုမှရုပ်ရည်နဲ့တိုင်းတာပြီးမနှိမ်တော့ဘူးလို့ကတိပြုလိုက်ပါတော့တယ်။ပုံမြင်လေးရဲ့သင်ခန်းစာကတော့လူတစ်ယောက်ရဲ့တန်ဖိုးဟာအပြင်ပန်းရုပ်ရည်မှာတင်မဟုတ်ပဲအတွင်းစိတ်ထားနဲ့စွမ်းဆောင်ရည်ပေါ်မှာလည်းမူတည်ပါတယ်လို့မှတ်သားထားရမယ်နော်။